ကလေးတို့ရေလူတစ်ယောက်ဟာစကားကောင်းကောင်းပြောတတ်တာနဲ့ပဲမိတ်ဆွေကောင်းဖြစ်မယ်လို့ထင်လို့မရဘူးနော်တချို့လူတွေကချိုချိုတာတာပြောတတ်ကြပြီမဲ့နောက်ွယ်မှာတော့ကိုယ့်အကျိုးကိုပဲစဉ်းစားတတ်ကြတယ်ဒီနေ့အဖွာပြောမဲ့ပုံမြင်ကတော့လှည့်စားတတ်တဲ့မြေခွေးနဲ့ရိုးသားတဲ့လိပ်တကောင်အကြောင်းပဲနော်ရှေးရှေးတုန်းကတော်အိုလေးတစ်ခုထဲမှာလိပ်တကောင်နေတယ်သူကအယမ်းနေတယ်အယမ်းတိတ်တိတ်ဆိတ်ဆိတ်နေတတ်တယ်ဒါပေမဲ့အယမ်းရိုးသားပြီးဘသူ့ကိုမှမလှည့်စားတတ်ဘူးတနေ့မှာတော့တောထဲမှာမြေခွေးတကောင်ရောက်လာတယ်မြေခွေးကတော့အလွန်လှည့်စားတတ်ပြီးစကားပြောရမှာအယမ်းကျွမ်းကျင်တယ်သူကတောထဲကတိရစ္ဆာန်တွေကိုငါမှအယမ်းကောင်းတဲ့အကြံတစ်ခုရှိတယ်ဆိုပြီးလှည့်စားတတ်တယ်တနေ့မှာမြေခွေးကလိပ်ကိုတွေ့သွားတယ်သူကပြုံးပြီးပြောတယ်မိတ်ဆွေလက်ရည်ဒီတောအုပ်ထဲမှာရွှေသီးသီးတဲ့တစ်ပင်တစ်ပင်ရှိတယ်သိလားလိပ်ကအံ့ဩပြီးမေးတယ်တကယ်လားမြေခွေးကခေါင်းညိတ်ပြီးပြောတယ်တကယ်ပေါ့ဒါပေမဲ့အဲ့ဒီနေရာကိုတယောက်တည်းမသွားခြင်းဘူးမင်းနဲ့အတူသွားရင်ရတဲ့ရွှေကိုတဝက်စီဝေမယ်လိပ်ကအယမ်းယုံကြည်သွားတယ်ဒါနဲ့မြေခွေးနော်ကိုနှီးနှီးလေးလိုက်သွားတယ်တောနဲ့ထဲကိုရောက်တော့မြေခွေးကပြောတယ်ရွှေသီးတွေကခြောက်ကမ်းမအောက်မှာရှိတယ်ငါအောက်ကိုဆင်းပြီးယူလာမယ်မင်းဒီမှာစောင့်နေပါလိပ်ကအဲ့ဒီနေရာမှာပဲစောင့်နေတယ်တနာရီနှစ်နာရီမြေခွေးပြမလာဘူးနောက်ဆုံးမှာလိပ်ကနားလေသွားတယ်သူဟာမြေခွေးရဲ့လှည့်စားမှုကိုခံလိုက်ရပြီဆိုတာအဲ့ဒီအချိန်မှာပဲတောထဲကစင်ကြီးတကောင်ရောက်လာတယ်စင်ကြီးကမေးတယ်မင်းဘာလို့ဒီမှာတယောက်တည်းထိုင်နေတာလဲလိပ်ကအဖြစ်အပျက်ကိုပြောပြလိုက်တယ်စင်ကြီးကပြုံးပြီးပြောတယ်ကလေးလေးရေလူတချို့ရဲ့စကားကချိုပေမဲ့အမှန်မဟုတ်တတ်ဘူးမိတ်ဆွေရွေးရမှာစကားထက်လုပ်ရက်ကိုကြည့်ရတယ်လိပ်ကအဲ့ဒီနေ့ကစပြီးမိတူစကားကိုမဆိုလွယ်မယုံတော့ဘူးဒါကြောင့်ကလေးတို့ရေချိုးသွားတဲ့စကားတိုင်းမယုံရဘူးမိတ်ဆွေရွေးရမှာတေချာစဉ်းစားရတယ်လှည့်စားသူတွေကိုတတိထားရတယ်အဖွားပြောချင်တာကတော့ချိုးသားတဲ့မိတ်ဆွေထက်ရိုးသားတဲ့မိတ်ဆွေကပိုတန်ဖို့ရှိတယ်ဆိုတာပါပဲနော်အဖွားပြောပြတော့ပုံမြင်ကောင်းတွေနားထောင်နိုင်ဖို့ like and subscribe လုပ်ပေးကြပါနော်